အားလုံးပဲမင်္ဂလာပါဝါဒါစီကဗန်မန်ဖြစ်ပါတယ်ဒီနေ့မဲနဲ့ပတ်သက်တဲ့ခေါ်ကြီးလေးလေးလာလိုက်ကြရအောင်မဲကတကားကြီးဆိုတာကမျက်စိကမြင့်တာမဟုတ်ဘူးเนาะမျက်စိအမြင်စူးစတာအမြင်ထက်မြက်တာမုံနော်ရော်ဝါတို့ရို့မိဝါခဲတို့ချီခါရကအားတို့ဥမာအကြောင်းချင်းရတယ်ပေါ့နော်အကောင်အစိုးသူကခွဲခြားကြီးစုတတ်တာပေါ့ခုနိုဟိုဆယ်ကြီးကဟိုမနိုဂျာနိုင်ကတော့ဝါကာတို့တော့ဒီကြောက်မြက်ရတနာအစစ်မပူလို့သိရဆိုတာကတော့ခင်မီဝမဲကတကားကြီးနဲ့မင်းကအမြင်ထိတ်မြက်တယ်နော်မဲကနိုင်ဆိုတာမျိုးလုံးမရှိတာမဟုတ်နော်အလွန်ကြိုက်နေတဲ့တာတိုတဲမိုးစုခိတဲ့အာရုအလွန်ကြိုက်နေတဲ့တာခါနိုကျော်ကအမိုင်းမွန်နိုနီမဲကနိုင်သူကချိုးတဲ့အရာတွေဆိုရင်အလွန်ကြိုက်ပါရဲ့နောက်တစ်ခုစီတည်းမိထုမဲကနိုင်ဆိုတာသူကကြတော့ကြိုင်လွန်းအားကြီးလို့ပေါ့နော်ကြိုင်လွန်းအားပြင်းလွန်းလို့အကောင်အစိုးသူကခွဲခြားသိမြင်နိုင်ခြင်းမရှိတော့တာပေါ့မဲကနိုင်တူယူခါတာချီတဲ့ဆိုတော့မှဆိုရင်အကောင်အကျိုးအစိုးအကောင်ကိုမခွဲခြားနိုင်တဲ့ပုံစံမျိုးနဲ့ဂျော်ဤဝါရီဟိုဟန်နန်တက်ကီနိုင်ဆိုတော့ဆိုးလားကောင်းလားသူကမဆုံးဖြတ်နိုင်ပါဘူးခါရီဝရှိတူမိလူမဲကနိုင်နဲ့သူကကြတော့လူတွေပေါ့နော်လူဆိုးလားလူကောင်းလားခွဲခြားသိမြင်နိုင်မှုမရှိပါဘူးတဲ့မဲနီမီရဲလူဆိုတာကြတော့ဟိုမှာပြက်ပြက်တသားနားတဲ့သဘောပေါက်တာဟာခီရီဆိုးရတော့ဝါကာရူရောသူပေါ့နော်မပြက်ပြက်တသားဒီလိုဖြစ်တယ်ဆိုပြီးတော့သိတာပေါ့ခါရီနော်ပြောကီဝမဲနီမီရဲတဲ့ဝါတခုနဲ့တဲ့အတာသူ့ရဲ့ယောဂါကတော့တိတိတာတာထင်းထင်းဆားဆားဆိုးဝါလာခဲ့ပါတယ်မဲဟုနုစုမှုဆိုတာကြတော့ဥမာမမြင်အောင်ပေါ့နော်ပုံဆိုးကွယ်ဆိုးပြုတ်လောက်တာဟိုကတော့ရှိတိုနီမီဆိုခါရနိုင်ယောနီစုတို့တခြားသူတွေမမြင်အောင်လုပ်တာအိုရနော်မဲဟုနုစွန်တဲ့တပတ်ကိုစုဥပမာပေါ့နော်မိဘတွေမမြင်အောင်လုပ်မလို့ပုံဆိုးကွယ်ဆိုးလုပ်ပြီးတော့ဆက်လက်ကိုတောက်ပါတယ်တဲ့ဟိုက်ခွေးမတဲ့ဘိုင်ဘန်